မြန်မာပြည်ရဲ့လမ်းမတွေပေါ်မှာဘယ်ကားအမျိုးအစားတွေပဲခစ်စားခဲ့ဆယ်စုနှစ်တစ်ခုကျော်တဲ့အထိလူငယ်ရောလူကြီးပါရင်ထဲမှာတနေရာခိုင်မာယူထားတဲ့ကားတစ်စီးရှိပါတယ်။အဲ့ဒါကတော့တခြားမဟုတ်ပါဘူး။မြန်မာပြည်ရဲ့လက်ကျန်လက်တောင်တင်စားလို့ရတဲ့ Honda Fit GE6 ပဲဖြစ်ပါတယ်။ဘာလို့ Fit တွေထဲမှာမှ GE6 ကဒီလောက်တောင်နာမည်ကြီးနေရတာလဲ။ပထမဆုံးအချက်ကတော့သူ့ရဲ့ဒီဇိုင်းပါ။ထုတ်ခဲ့တာကြာပြီဆိုပေမဲ့ဒီနေ့အထိသူ့ရဲ့ပုံစံကရိုးမသွားပဲခစ်မိနေတော့ပဲ။ကြည့်လိုက်ရင်ကြည့်လက်တယ်ပေါ်ပါတယ်ပြီးတော့ sporty စာနဲ့အသွင်အပြင်ရှိနေတာကလူငယ်တွေရဲ့အသေးဆွဲဖြစ်စေခဲ့တာပေါ့နောက်ပြီး performance ပိုင်း 1.3 liter engine ကမြို့ထဲမောင်းမလားနယ်ဝေးသွားမလားစီစားလဲတတ်တာတယ်လို့ရုံးအားကလည်း share ပဲနော်အပေါ်ဖြစ်စီဆိုလာကလည်းဈေးကွက်ထဲမှာအပေါင်းဆုံးပဲ Fit ဆိုလေ GE6 မှာလို့ပြောရတော့အောင်ကိုမောင်းရတာငိမ့်ညောင်းပြီးစိတ်ချတဲ့ကားလေးပါတကယ်တော့ GE6 ဆိုတာကျွန်တော်တို့အတွက်ကားတစ်စီးတည်းမဟုတ်ပါဘူးပထမဆုံးကိုယ်ပိုင်ရှာထားတဲ့ပတ်စံနဲ့ဝယ်ခဲ့ရတဲ့အောင်မြင်မှုတင်ကေတတစ်ခုဖြစ်ခဲ့သလိုချစ်သူနဲ့အတူပထမဆုံးဒိတ်ခဲ့တဲ့နေရာလေးလည်းဖြစ်ချင်နေမှာပါခေတ်တွေဘလို့ပဲပြောင်းပါစေတန်ဖိုးရှိတဲ့အမှတ်တရတွေအများကြီးကိုဒီ GE6 လေးထဲမှာတင်စီထားခဲ့ကြတာမဟုတ်လားကဲခင်ဗျားတို့ရောအခုထိ GE6 လေးကိုစွဲတိုင်ထားတော့မယ်လားခင်ဗျားတို့ရဲ့ GE6 အမှတ်တရတွေကို comment မှာမျှဝေပေးခဲ့အောင်နော်ကားချစ်သူတိုင်းအတွက် GE6 ကတော့အမြဲတမ်း the best ပါပဲ